မင်္ဂလာပါလေးစားပါတယ်ကျွန်တော်တို့89ခုနှစ်က10ရောင်းပြီးတော့ကျွန်တော်ဘုဒ္ဓနန်းသွားဖြည့်တယ်ဘုဒ္ဓနန်းသွားဖြည့်တော့အသွားတော့ကတော့ဒီတိုင်းမှာအစော့တပဲဟိုကျွန်တော်ကကြောက်စရာဒါစီတချို့ကမန်လေးရလာတချို့ကတာစီဘူတာတက်ဘာညာပေါ့ရန်ကုန်မှာ ODD မှာဝေရတော့မှာဘုဒ္ဓနန်းဖြည့်ပြီးတော့အောင်နေမအောင်ဆိုမှမသိပြန်လာတော့ပြန်လာကြတော့ကျွန်တော်တို့ယထာဘူတာမှာတစုတစည်းတည်းပြန်လွတ်တော့မန်လေးဖွဲ့တွေပေါ့ပြန်လွတ်တော့ကျွန်တော်ဘူတာမှာကျွန်တော်တို့လူ90ယထာတဲ့တွဲမှာထည့်ပေးလိုက်တယ်ယထာက64ယောက်ဆက်နေဗျာ14ယောက်စာလူသေးယထာအဲ့ခေတ်ကလည်းဟလာယထာပဲရှိတော့အကုန်လုံးတိုးကြိတ်ပြီးတော့တက်ကြတော့နော်ကျွန်တော်တို့ကြတော့တွဲထဲမှာ90ထည့်လိုက်တော့ကျွန်တော်တို့အဲ့မှာစစ်ငံရဗျကျွန်တော်မှတ်မိတယ်ဘူလောင်းတယောက်ကစစ်ငံရဘူလောင်းဖြေထားတဲ့တယောက်ကျွန်တော်တို့လူပေါ့နော်ဖြေထားတဲ့တယောက်ကမြေပြူခဲကိုသူအပြားလိုက်ရေးတာဗျဒီယထာ body နိုင်ရမှာဘူလောင်းများတီးတန့်တွဲဆိုပြီးသူအဲ့လိုစာရေးတာရေးတဲ့ခါကျတော့ခီးတဲ့တည်းမတက်တော့ဘူးဗျအမ14ယောက်လောက်တင်လို့ရသေးတယ်အဲ့သူအဲ့လိုတင်လိုက်တော့ဟိုလူရဲ့လာကြီးဟာဒါတီးတန့်တွဲကြီးပဲတက်လို့မရဘူးဆိုတခြားတွဲတွေမှာပဲစုပြုံတက်ကြတာပေါ့ဗျကျွန်တော်တို့တွဲက14ယောက်လောက်လူစီချောင်းကြီးပြင်လာကျွန်တော်ပြောတယ်အဲ့ဘူလောင်းပြောင်းလို့တကယ်ချင်းလို့မင်းကလည်းငါတို့ကဘူလောင်းဖြေထားတာပဲရှိသေးတယ်အောင်မအောင်သေးတာလို့ဘူလောင်းများတီးတန့်တွဲဆိုမရေးလို့မကောင်းဘူးလေကွာလို့မင်းသူများလည်းတက်ပါစီပေါ့လို့ဒီမှာယထာနောက်14ယောက်လောက်လူသေးရပဲလူ64ယောက်ဆန်ငါတို့က90ပဲပါတယ်ဟာကွာတဲ့မင်းကငါတို့ချောင်းကြီးစီးရတာပေါ့ကွာမင်းကလေဟာအဲ့ဒါဘူလောင်းမရှိသေးရဲ့နော်ဘူမဖြစ်သေးဘူးဘဝင်ကမြင့်နေပြီတော်သေးလို့အဲ့ကောင်ဘူတင်တာမပါဘူးဗျအဲ့ကောင်ကြားတယ်တော်သေးလို့နော်အဲ့ကောင်အောင်မြန်းလာရင်မလွယ်ဘူးနော်ဒီကောင်ဘူဖြစ်သွားရင်တော်တော်ပါဝါစားမဲ့သဘောရှိရဲ့နော်အဲ့လိုပါဝါစားနေတဲ့ဘူတွေလည်းအများကြီးရှိရဲ့အဲ့တချို့လွတ်တော်ကိုယ်စလဲဆိုတာကိုယ်စလဲတောင်မဖြစ်သေးဘူးနော်ပါဝါစားနေတဲ့လူတွေအများကြီးခုတွေ့နေရတယ်ကျွန်တော်တို့ကတော့ပါဝါမစားဘူးဗျကျွန်တော်တို့ကအေးအေးဆေးဆေးပဲဒါတွေကဟိုတည်ငါတွေပဲဒါကြီးကိုထာဝရထင်နေတဲ့ကောင်တွေတော်တော်ခက်တယ်ဗျလူဘဝမှာဒါတွေကတခဏပဲဆိုတာနားလဲဖို့တင်တယ်အဲ့ဒါလေးလာပြောပြတာပါကျွန်တော်တွေ့ကြုံနေကျွန်တော်တို့ကတော့ပါဝါမစားတတ်ဘူးဟုတ်အေးအေးဆေးဆေးပဲဟုတ်လေးစားပါတယ်